မြန်မာနိုင်ငံမှာအောင်မြင်နေရကြောင်းထိုင်းနိုင်ငံမဟာချိုင်မှာ3ရက်တိတိဖျော်ဖြေခွင့်ရခဲ့တဲ့ဇမင်းသားအောင်စဘူးပရိသတ်များအားလုံးမင်္ဂလာပါရှင်။ Agris တန်ရာတွေကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ပရိသတ်ကြီးလက်ရှိမြန်မာဇာတ်သဘင်လောကမှာဘသူအကျော်ကြားဆုံးလဲလို့မေးလိုက်ရင်ကလေးကအစလူကြီးအစုံတညီတညွတ်သေးဖြေကြမဲ့နာမည်တစ်လုံးရှိပါတယ်။အဲဒါကြောင့်အခုလက်တလုံးဆိုရှယ်မီဒီယာနဲ့မြေပြင်မှာပါအဟော်ဆုံးဖြစ်နေတဲ့မင်းသားလေးအောင်စဘူးပဲဖြစ်ပါတယ်။အောင်စဘူးဆိုတာအကမှာရောအဆိုမှာပါပြိုင်ဘက်ကင်းတဲ့အရေးအချင်းတွေကိုပိုင်ဆိုင်ထားတဲ့ဇာတ်သဘင်နုပညာရှင်တူပါသူရဲ့ဆွဲဆောင်မှုရှိတဲ့ဖျော်ဖြေတင်ဆက်မှုတွေကြောင့်အထူးသဖြင့်အမျိုးသမီးပရိသတ်တွေရဲ့တဲတဲလောက်အားပေးဝန်းရံမှုတွေကိုအခိုင်အမာရရှိထားပါတယ်။ပွဲတိုင်းလိုမှာပရိသတ်တွေစီကနေပန်းကုန်းတွေစုချင်းငွေတွေကိုအကြီးအကျယ်ချင်းမြင့်ခံရလေးရှိတာကသူရဲ့အောင်မြင်မှုကိုသက်သေပြနေရပါပဲ။အခုဆိုရင်တော့အောင်စဘူးကတစ်ချိန်ကဇာတ်သဘင်လောကကိုလွှမ်းမိုးထားခဲ့တဲ့ဝါရင်မင်းသားကြီးဖိုးချစ်ကိုတောင်ကြော်လွန်ပြီးတော့မြန်မာနိုင်ငံရဲ့အောင်မြင်ဆုံးဇာတ်မင်းသားဆိုတဲ့ဂုဏ်ပုဒ်ကိုထိုက်တန်ရယူပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။အောင်စဘူးရဲ့အောင်မြင်မှုရည်ချိန်ကဇာတ်သဘင်စင်မြင့်ထက်မှတင်ရက်တက်မနေပါဘူး။အခုချိန်မှာဆိုရင်သူဟာနာမည်ကြီးရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါဝင်တရုပ်ဆောင်ဖို့ကန့်လန့်ခံနေရတယ်လို့တန်ဖိုးကြီးကုံအမတ်တစိကြော်ညာတွေမှာလည်းမျက်နှာဖုံးရှင်အဖြစ်နဲ့ဇက်တိုက်ရိုက်ကူးနေရပြီဖြစ်ပါတယ်။ဇမင်းသားတယောက်အနေနဲ့အခုလိုမျိုး mainstream media လောကအထိအရှိန်ဟုန်နဲ့ထိုးပေါက်လိုက်နိုင်တာကတကယ့်ကိုရှက်ရှက်ပပအောင်မြင်မှုကြီးတစ်ခုပါ။ဒီလိုပြည်တွင်းမှာအရှိန်ဟုန်ပြင်းပြင်းနဲ့အောင်မြင်နေတဲ့အောင်စဘူးကအခုဆိုရင်တော့ထိုင်းနိုင်ငံအထိပါခြေဆန့်ပြီးတော့ပရိသတ်တွေကိုတွားရောက်ဖျော်ဖြေတော့မှာဖြစ်ပါတယ်။လာမယ့်သကြံကာလဖြစ်တဲ့ဧပြီလ23ရက်ကနေ15ရက်နေ့အထိထိုင်းနိုင်ငံကက်ချနာပူရီမြို့မှာ3ရက်တိုင်ကြီးကျယ်ခမ်းနားစွာနဲ့ကပြဖျော်ဖြေသွားမယ်လို့တရားဝင်သတင်းထွက်ပေါ်လာခဲ့ပါပြီ။ဒီသတင်းထွက်လာတာနဲ့တပြိုင်နက်ထိုင်းနိုင်ငံရောက်မြန်မာရွှေပြောင်းအလုပ်သမားတွေအထူးသဖြင့်မဟာချိုင်ဒေသကပရိသတ်တွေဟာအကြီးအကျယ်လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့ပါတယ်။မဟာချိုင်ကပရိသတ်တွေဟာကက်ချနာပူရီမှာပြုလုပ်မဲ့အောင်စဘူးရဲ့ဇက်ပွဲကိုတွားရောက်ကြည့်ရှုဖို့အတွက်အခုကတည်းက Express ကားတွေစင်လုံးငှားပြီးတော့ပြင်ဆင်နေကြပါပြီ။ဦးဆောင်စီစဉ်သူတဦးဖြစ်တဲ့ကိုနေထက်ကကျွန်တော်တို့အောင်စဘူးပွဲကို Express ကားစင်လုံးငှားပြီးတော့တွားကြည့်ကြမှာပါ။လောလောဆယ်စည်ရင်းပေးထားတဲ့သူအရေးအတွက်အရာကားကိုစီးစာတော့ရနေပြီလို့ဂုံယူဝင်ကြွားစွာနဲ့ပြောလာပါတယ်။ဒါဟာအလို့သမားတွေကြားမှာအောင်စဘူးရဲ့ဩဇာဘယ်လောက်ကြီးမားသလဲဆိုတာကိုပြသနေရပါတကယ်တော့အောင်စဘူးကထိုင်းနိုင်ငံကပရိသတ်တွေနဲ့စိမ့်နေသူမဟုတ်ပါဘူးလွန်ခဲ့တဲ့2025ခုနှစ်တုန်းကအဆိုတော်လွမ်းပိုင်သားတို့အမွာညီကိုတွေနဲ့အတူကချနာပူရီမှာ2ညတာလာရောက်ဖျော်ဖြေခဲ့ပူပါတယ်အဲ့ဒီတုန်းကပွဲအတွေ့အကြုံနဲ့ပတ်သက်ပြီးကချနာပူရီမှာနေထိုင်တဲ့မလဲလဲမုံကအခုလိုပဲရင်ဖွင့်လာပါတယ်2025တုန်းကလည်းလာကပြဘူးတယ်အဲ့ဒီတုန်းကလည်းမိုးလင်းပေါက်ကိုထိုင်ကြည့်ခဲ့တာပါအခုလိုမြန်မာပြည်မှာပို့ပြီးတော့နာမည်ကြီးလာတဲ့ချိန်မှာထပ်ပြီးတော့ကြည့်ရမှာဆိုတော့လူအရန်များပြီးဖျားလက်မှတ်တောင်ဝယ်လို့ရပါမလားလို့စိုးရိမ်နေမိတယ်လို့သူမရဲ့ရင်ခုန်တန်တွေကိုပြောပြခဲ့ပါတယ်။ဒါကိုကြည့်ချင်းအဖြစ်မင်းသားလေးအောင်စဘူးရဲ့အမှုပညာစွမ်းရည်ကပြည်တွင်းမှာသာမကပြည်ပရောက်မြန်မာတွေကြားမှာပါဘယ်လောက်ထိအမြင့်တွေနေရာယူထားနိုင်လဲဆိုတော့သိတာထင်ရှားနေပါတယ်။ထိုင်းနိုင်ငံကပရိသတ်တွေအတွက်တော့ဒီနေ့တကြံကအောင်စဘူးရဲ့ဖျော်ဖြေမှုတွေနဲ့အတူအလွန်ကိုအသက်ဝင်စီကားတော့မှအသေးချပါဗီဒီယိုလေးကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးတို့ရောပြည်ပနိုင်ငံတွေထွေသားရောက်ဖျော်ဖြေမယ်အောင်စဘူးရဲ့အောင်မြင်မှုတွေပေါ်မှာဘယ်လိုခံစားရလဲဆိုတာ comment မှာဝင်ရောက်ရေးသားပေးပါဦးရှင်။ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။